လို့လဲဦးလေးက သူကဘာလို့လဲရှာငါတို့ဘာမှမဆိုင်ငါတို့ဘာမှမတက်တော့လာပြီးတော့ ဟုတ်တယ်တော့ဘာဖြစ်လာလဲ ဟုတ်တာလား အေးဟုတ်တာငါလုံးမမစပါ ဟုတ်ပြီလား ဘာလို့လဲဦးလေးက ဟိုလေးအစားလေးတော့ကုန်ပါကြောင်လား ဦးလေးတော်ပြီတောင်းမှလည်းပြောပြီးတော့ကျွန်တော်ခုပြန်တော့မှာဦးလေးဘာမှတော့ခေါင်းပေးဘူး วันจานนี้ตัวสเตย์บางไม้ยุ่มนาต้องป้าดักตั้งนานเลยลูกกระชีสิกันกังเงินเต็มตัวอามาเป็นตัวโตเบบาปยาต้องในนี้จีก็ตัวอารมณ์ป้าต้องคิดต้องไงใช่ไหมตัวอารมณ์ป้าต้องเกี่ยวซักตัวเกี่ยวซักမင်္ဂလာပါကျွန်တော်နာမည်ဦးပေါရှင်းခိုင်ဖြစ်ပါတယ်ကျွန်တော်ခရီးယန်ဓမ္မဆရာတူဖြစ်ပြီးတော့ကျွန်တော်နားလည်လွယ်အောင်ခရီးယန်ဘုံကြီးပေါ့နော်ကျွန်တော်ဆရာ PS ခိုင်လို့လည်းခေါ်ကြပါတယ်ကျွန်တော်နာမည်ဆရာ PS ခိုင်ပါဆိုတော့ဒီနေ့ကျွန်တော်အနေငယ်ဒီ live ပေါ်မှာတက်လာရတဲ့အကြောင်းရင်းလေးရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့လွန်ခဲ့တဲ့25ရက်တလပိုင်း2026ခုနှစ်ကတော်တော်လေး hot ဖြစ်နေတဲ့ကျွန်တော်စူတောင်းတောင်ကာမန်စူတောင်းတောင်ပေါ်ကအတိတ်ထံယုံပြောမလားပြဿနာပြောမလားပဏိပခပြောမလားဒီအကြောင်းအရာလေးကျွန်တော်အနေငယ်လေးစိတ်မကောင်းဖြစ်လို့ကျွန်တော်ပုဂ္ဂိုလ်ရေးအရာကျွန်တော်တက်လာခြင်းဖြစ်တယ်ဒါကဂိုင်းကနာအဖွဲ့အစည်းတစ်ခုခုနဲ့လည်းမဆိုင်ပါဘူးဒါကျွန်တော်ရဲ့လူကျွန်တော်တူတယောက်ရဲ့အမြင်နဲ့ကျွန်တော်ရဲ့စိုးရိမ်ပူပန်မှုနဲ့ကျွန်တော် line ပေါ်မှာတက်လာတာပါဆိုတာကျွန်တော်အနေငယ်ပနာမအနေနဲ့ပြောခြင်းနဲ့ဆိုတော့25ရက်တလ2026ခုနှစ်ကကျွန်တော်တို့ကာမယ်တောင်ပေါ်မှာကျွန်တော်ကာမယ်တောင်စောင့်ဖြစ်တယ်ဦးလေးနဲ့ကျွန်တော်ကာမယ်တောင်ကိုလေ့လာရေးသွားကြတဲ့လူငယ်စုံသွဲတွေပြဿနာဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးဖြစ်တယ်ဆိုတော့ line ပေါ်မှာကလူငယ်စုံသွဲရဓာတ်နဲ့ခုတ်ခံရတယ်လူငယ်စုံသွဲရဓာယာတွေနဲ့ဓာယာဘလပွားနဲ့ကလေးမျိုးပြန်ရောက်လာတယ်ဆိုတဲ့အကြောင်းအရာလေးဖြစ်တယ်ဆိုတော့တချို့လူတွေကအမြင်ပေးကြတယ်ဒီတောင်ဆောင်တဲ့ဦးလေးကအရင်မူးတာလားဆေးဆွဲတာလားစသည်ဖြစ်ပေါ့နော်အမျိုးမျိုးထင်ကြီးပေးကြတဲ့အခါမှာကျွန်တော်လည်းစိတ်မကောင်းတဲ့ကြားတွေကအဲ့ဒီဦးလေးကိုကျွန်တော်ခုနမြင်တဲ့အတိုင်းเนาะကျွန်တော်သူ့ကိုယ်တိုင်တိုက်ရိုက်ကျွန်တော်ဖုန်းဆက်ပါတယ် que muy siwaตัวบางมาบอกลูกก็หินาเป็นตัวนักอุ่นตัวเล็กก็อินะในไปอินะชายปอเต้ตรงลูกยูดองลูกบางมาmuy siwa มาไก่ดู ဖုန်းဆက်တဲ့အခါမှာဦးလေးကကျွန်တော်အားလုံးကြားတဲ့အတိုင်းပဲသူကမူရစေဝါကျွန်တော်ကိုရဆေးလိတ်တရေတေစာလုံးဝမတုံးဆွဲတဲ့ဦးလေးဖြစ်တယ်ကျွန်တော်ဦးလေးကိုဖုန်းဆက်ပြီးတော့မင်းကြည့်တဲ့အခါမှာဦးလေးကတောင်ဆောင်တဲ့ဦးလေးကဘာပြောလဲဆိုတော့ကလေးတွေကပေါ့နော်ဒီကလေးတက်လာတဲ့စုံသွဲကလေးတွေကစုံသွဲတွားတော့စုံသွဲလို့ပြောပါတယ်ဘယ်လိုစုံသွဲလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဆိုတော့ဒီကလေးတွေကတချို့ကိုရလည်းစားကြတယ်ပြီးတော့ဆေးလိတ်တောက်တဲ့လူလည်းရှိတယ်ပြီးတော့တချို့ဆိုရင်နည်းနည်းအရက်သေးစာနာနေတဲ့လူတွေလည်းရှိတယ်လို့ပြောပါတယ်ဆိုတော့စူတောင်းတဲ့လဝကတိုင်းတောင်ချေရဲ့မှာတွားပြီးတော့ဓပုံရိုက်တာတွေပြီးတော့စူတောင်းတဲ့လူတွေကိုနည်းနည်းအနောက်ရှက်ဖြစ်မဲ့အနေအထားမျိုးတွေအနေထိုင်လေးတွေတွေ့တဲ့ခါမှာဦးလေးကတော့ပြောတဲ့ခါမှာဒီတောင်နဲ့ဒီတောနဲ့မင်းနဲ့ပါဆိုင်လဲဆိုပြီးတော့ကလေးတွေဖြစ်ကနေပြန်တုံ့ပြန်လာတဲ့ခါမှာဒီပြဿနာဒီကျွန်တော်ဒီအတိတ်ထံယုံနေဖြစ်သွားတယ်လို့ဦးလေးကပြောပါတယ်ဆိုတော့ဒီအရာတွေကိုကျွန်တော်ခြုံငုံပြီးတော့တုံးတက်ပြီးတော့ဒီနေ့ကျွန်တော်ပြောကြားသွားတာဖြစ်တယ်ပြီးတော့ဒီနေ့ဒဏ်ရာရတဲ့ကျွန်တော်ညီမငယ်တွေညီလေးတွေကျွန်တော်တောင်းပန်ခြင်းနဲ့ဒီတဲ့နေ့ကျွန်တော်လိုက်လဲရှင်တဲ့နေ့ကျွန်တော်တောင်းပန်တယ်အမြန်ဆုံးတက်တာပြောက်ကင်းကြပါစေလို့လည်းကျွန်တော်မေတ္တာပို့ပါတယ်ဦးလေးနဲ့ကျွန်တော်နဲ့တက်ဆိုင်လားဆိုရင်အမျိုးတော်တယ်လားဆိုမတော်ပါဘူးခင်ဗျာဘာဖြစ်လို့လဲဆိုတော့သူကဖလာမ်လူမျိုးဖြစ်တယ်ကျွန်တော်ကတိတိလူမျိုးဖြစ်တယ်တခြားစီပါเนาะဒါပေမဲ့ဒီကာမယ်တောင်ဒီကျွန်တော်စူတောင်းတောင်ဆိုတာကျွန်တော်တို့ခရီးယန်ဘာသာဝင်အရောက်စီတိုင်းနဲ့သစ္ဆိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာဖြစ်ပွားတဲ့ပြဿနာကအားလုံးနဲ့သစ္ဆိုင်တယ်လို့ကျွန်တော်ခံစားမိတဲ့အတွက်ကြောင့်ဒီကျွန်တော်တို့ဗီဒီယိုကိုပြုလုပ်ရခြင်းဖြစ်တယ်ဆိုတော့ဒီကာမယ်တောင်ကဘယ်သူပိုင်တာလဲဘယ်သူဟာလဲဆိုပြီးတော့မေးစရာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီကာမယ်တောင်ဆိုတာအများပြည်သူပိုင်ဆိုရင်လည်းမမှားပါဘူးဒါပေမဲ့ဒီနေ့မှာကျွန်တော်တို့တတိထားရမယ့်အချက်လေးရှိပါတယ်1990ခုနှစ်မှာယုံကြည်သူတချို့ကနေမှဘုရားရှင်ဇေကနေလာတဲ့အတန်တော်နဲ့တွားပြီးတော့ဆူတောင်းခြင်းနဲ့အစပြုခဲ့တဲ့တောင်ဖြစ်တယ်တစဆူတောင်းတဲ့သူတွေများလာတဲ့အခါမှာ1994ခုနှစ်မှာဂိုင်းပေါင်းစုံခရိယန်ဂိုင်းပေါင်းစုံကနေမှ
စုပေါင်းပြီးတော့ကော်မတီဖွဲ့စည်းပြီးတော့ဒီသက်ဆိုင်ရာဌာနတစ်တော်ဌာနမှာသူတို့တွားပြီးတော့မှတ်ပုံတင်ခြင်းနဲ့အစပြန်လည်ပြုခဲ့တဲ့စုတောင်းတောင်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ကျွန်တော်ပြောခြင်းနဲ့ဒီကာမြို့တောင်ဟာကျွန်တော်တို့တီးတိမ်မြို့နယ်မှာရှိတဲ့အတွက်ကြောင့်တီးတိမ်တစ်တော်ဌာနမှာတွားပြီးတော့တရားဝင်မှတ်ပုံတင်တယ်ဆိုတဲ့အကြောင်းနဲ့ကျွန်တော်သက်ဆိုင်သူတွေကိုတွားမေးတဲ့အခါမှာကြားသိရတာဖြစ်တယ်ဆိုဒီညမှာကျွန်တော်အခုလိုမျိုးပြောကြတဲ့အခါမှာမလာရဘူးမတွားရဘူးဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကြိုက်တဲ့သူမိသူမဆိုတွားလို့လာလို့ရပါတယ်ဒါပေမဲ့ဒီအရက်ကအခုနကျွန်တော်ပြောသလိုပဲအစိုးရဘက်ကနေရောကျွန်တော်တရားဝင်ကွန်ပျူတာနဲ့စုတောင်းတောင်းလို့တတ်မှတ်ထားတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဒီစုတောင်းတောင်းကိုတေးချလေးကျွန်တော်တို့အထွတ်မြတ်လေးရိုးရိုးတည်တည်လေးထားပေးဖို့ကျွန်တော်တောင်းဆိုချင်တာဖြစ်တယ်ကျွန်တော်ဆိုရင်ငယ်ငယ်တော့ကဘုန်းကြီးကျောင်းနေကျွန်တော်စေတီပထိုးတွေဆိုတာကျွန်တော်နဲ့မစိမ့်ရတဲ့ဒေတာတွေဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တင်ကန်းဝတ်တဲ့ဘုန်းကြီးတွေမြင်တဲ့အခါမှာကျွန်တော်အင်မတန်ဒီနေ့ချိန်ဒီကြီးညိုလေးစားနေစေဖြစ်တယ်လာမယ့်ချိန်မှာလည်းကျွန်တော်ကြီးညိုလေးစားနေအောင်မှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပတ်ဝန်းကျင်ကဘုန်းကြီးကျောင်းတွေစေတီပထိုးတွေနဲ့ကျွန်တော်ကြီးလာတဲ့အခါမှာကြီးပြလာတဲ့အခါမှာကျွန်တော်ဘုန်းကြီးကျောင်းမှာလည်းခဏခဏထမင်းစားဘူးလေဗျဆိုတော့ဒီနေရာမှာကျွန်တော်ပြောချင်တာကဘုန်းကြီးကျောင်းဝင်တော့မယ်ဆိုရင်ဥပမာပြင်ကျွန်တော်တို့အရှိဘုံသာဘုရားကျောင်းကျွန်တော်တို့ဝင်တော့မယ်ဆိုရင်ကျွန်တော်ဖဏတ်ချွေရပါတယ်ကျွန်တော်ဒီတိုင်းဘလိုင်းတွားဝင်လို့မရပါဘူးကျွန်တော်ဘုန်းကြီးကျောင်းဝင်တော့မယ်ဆိုရင်ကျွန်တော်တို့ဖဏတ်ချွေရပါတယ်ပြီးတော့ကျွန်တော်စေတီပထိုးတွေနာကျွန်တော်တို့ကပ်ပြီးဆိုရင်ကျွန်တော်ဖျားနာကပ်ပြီးဆိုရင်ကျွန်တော်တို့ဖဏတ်တွေချွေရပါတယ်ကြိုက်တယ်လို့နေစိတ်တယ်လို့တွားလာလို့မရတဲ့ဒေတာအနေနဲ့ကျွန်တော်တို့လည်းလုံးဝမယူထားတာဖြစ်တယ်အဲ့ဒီလိုပဲကျွန်တော်တို့ဒီစုတောင်းတောင်းတို့ဖျားเจ้าတို့ဆိုတာကခရိယန်ဘာသာဝင်တွေအနေနဲ့အထွတ်အမြတ်ထားတဲ့ကြီးညိုရတဲ့ဒေတာတွေဖြစ်တဲ့အတွက်ကြောင့်ဇန်တဲ့ဘာသာဝင်တွေအနေနဲ့လည်းဒီဒေတာတွေလာတဲ့အခါမှာတေးချကျွန်တော်တို့စီကံရှိစွာနဲ့စနစ်တကျတွာလာပေးဖို့ကျွန်တော်အနေနဲ့အနူးညွတ်တောင်းပန်ချင်တာဖြစ်ပါတယ်။ဦးလေးကိုမေးတဲ့အခါမှာဒီစုတောင်းတောင်ပေါ်ကိုလာတက်တဲ့စုံသွဲတွေကတခြားဘာသာဝင်တွေထဲလားဆိုရင်မဟုတ်ပြန်ဘူးဗျကျွန်တော်ခရိယန်ဘာသာဝင်တဲကနေလဲကျွန်တော်လူငယ်စုံသွဲတွေတက်ပြီးတော့စီကံမဲ့ရာမျိုးလေးတွေရှိတယ်လို့ဦးလေးကပြောပါတယ်ဆိုတော့ကျွန်တော်တို့ခရိယန်ဘာသာဝင်တွေဖြစ်စေကျွန်တော်ခရိယန်မဟုတ်တဲ့တခြားဘာသာဝင်တွေဖြစ်စေကျွန်တော်တို့လုံးဝကကနနတက်တက်ကွက်ကွက်ကျွန်တော်နားလည်ရမှာကဒီစုတောင်းတောင်ဆိုတဲ့ကျွန်တော်တို့အထူးသဖြင့်ဒီစုတောင်းတောင်ဆိုတဲ့ဟာတွေက Holy Prayer Mountain ဖြစ်တဲ့တိုင်ရှင်းသောစုတောင်းရာဌာနဖြစ်တယ်ကျွန်တော်ကျမ်းစာတော်ထဲမှာဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ရဲ့တိုင်ရှင်းသူဖြစ်တဲ့ Prophet ကြီးအေလိယနဲ့ဖျားနဲ့သူတို့မိတ္တရာပြုခြင်းအပြင်နတ်ဆိုးနဲ့အပေါင်းအပါတွေပေါ်မှာသူတို့အနိုင်ယူခဲ့တဲ့ Camel Town ဆိုတဲ့တောင်ကိုအစွဲပြုပြီးတော့ဒီတောင်ကိုကျွန်တော်တို့ကင်ပွန်းတက်ထားတဲ့ဗိတ်သိက်ထားတဲ့တောင်ဖြစ်တဲ့အတွက်ကြောင့်အထူးသဖြင့်ကျွန်တော်တို့ဒီတောင်ကိုတေးချကျွန်တော်တို့အထွက်အမြတ်ထားရပါမယ်အထူးသဖြင့်ယုံကြည်သူတွေကျွန်တော်တို့ပုံတစ်တည်ဖြစ်ဖို့လိုတာဖြစ်တယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကနေမှပုံတစ်တည်ဖြစ်မှာကျန်တဲ့ဘာသာဝင်တွေကလည်းကျွန်တော်တို့ကိုပုံတစ်တည်အနေနဲ့သူတို့နမူနာယူမှာဖြစ်တယ်ဆိုတဲ့အကြောင်းလဲကျွန်တော်ထဲဝင်ပြောကြားခြင်းနဲ့ဒီစတောင်းတောင်ဆိုတာကကျွန်တော်အားလုံးမိသူမဆိုကျွန်တော်တွာလာခွင့်ရှိတဲ့နေရာဖြစ်တယ်ဒါပေမဲ့အခုနပြောသလိုပဲတိုင်ရှင်းရဌာနဖြစ်တဲ့အတွက်ကြောင့်ခရိယန်ဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရနေရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အားလုံးကတေးသေးချာချာလေးကျွန်တော်ဝတ်စားဆင်ရင်တာကစကျွန်တော်တို့တရေတောက်စားတာမျိုးလုံးဝမပြုတ်ကြဖို့ကျွန်တော်အနေနဲ့အနုညွတ်တောင်းပန်ခြင်းနဲ့ဆိုတော့လာမယ့်ချိန်မှာလာကြပါဝင်ထွက်ကြပါတွာလာကြပါဒါပေမဲ့ကျွန်တော်တို့ဝတ်စားဆင်ရင်တာကစကျွန်တော်အတွာလာလေးတွေကျွန်တော်ဆင်ကျင်းပြီးတော့အထူးသဖြင့်တိတ်ဆိတ်နဲ့ကျွန်တော်ဝင်ထွက်တွာလာဖို့ကျွန်တော်အနေနဲ့တောင်းပန်ချင်တာဖြစ်တယ်ဒီကာမယ်တောင်အကြောင်းလေးကျွန်တော်အနေနဲ့ကျွန်တော်အနေငယ်လေးကျွန်တော်ထပ်ပြီးတော့ပြောချင်တာကလွန်ခဲ့တဲ့68 99ဝန်းကျင်ကကျွန်တော်နှာခေါင်းအချိတ်ထွက်ပါတယ်ဆိုတော့နှာခေါင်းအချိတ်ထွက်တဲ့ခါမှာကျွန်တော်နှာခေါင်းနဲ့အသက်ရှူလို့မရတဲ့ခါမှာဝစ်လီဆေးရုံမှာကျွန်တော်ခွဲစိတ်တယ်ခွဲစိတ်ပြီးတော့မကြောက်ကျွန်တော်3လ4လလောက်မှာပြန်ပြီးတော့ကျွန်တော်နှာခေါင်းအချိတ်ကပြန်ထပါတယ်နှာခေါင်းနဲ့လုံးဝအသက်ရှူလို့မရပါဘူးအဲ့ဒီချိန်မှာကျွန်တော်စဉ်းစားမိတာတစ်ခုပဲရှိပါတယ်လောကစေယုံလောကဆရာဝန်တွေကကျွန်တော်ကိုကျမ်းမာအောင်မကုနိုင်ဘူးဆိုတော့ကျွန်တော်ကိုကျမ်းမာအောင်လုပ်ပေးနိုင်တာဖရားပဲရှိတယ်ဆိုတော့အဲ့ဒီဖရားရှိမှဆုတောင်းဖို့
ဘာပဲဖြစ်ဖြစ်ချင်းကမယ်ဆိုပြီးတော့ကျွန်တော်ဒီကာမယ်တောင်ပေါ်ကျွန်တော်တက်ခဲ့ပါတယ်ကာမယ်တောင်ကနေဆင်းလာတော့တကယ်ဖရာရဲ့လက်ရမှာတကယ်ဖရာရဲ့ထူးဆန်းစွာကျွန်တော်ပုံမှာပြုတဲ့အမှုကဘာလဲဆိုတော့အဲ့ဒီအချိန်ကစပြီးကျွန်တော်ရဲ့နှာခေါင်းကအချိတ်ကလုံးဝပျောက်ကင်းသွားတာဖြစ်တယ်ဒီနေ့အချိန်လေးကျွန်တော်နှာခေါင်းအချိတ်ပြန်ရောင်တာမျိုးပြန်ပေါ်တာမျိုးမရှိဘဲနဲ့ကျွန်တော်ဒီနှာခေါင်းနဲ့ကောင်းမွန်စွာနဲ့ပြန်ပြီးတော့အသက်ရှူနိုင်တာနံပါတ်1ကျွန်တော်ဖရာကြောင့်ဖြစ်တယ်နံပါတ်2ဒီတောင်ပေါ်မှာဖရာပြုတဲ့အမှုဖြစ်တယ်ဆိုတဲ့အကြောင်းလဲဒီတောင်ရဲ့အောပေါ်ရဖရာအတူပါရှိခြင်းဖရာဗိတ်တိတ်ခြင်းကိုကျွန်တော်တည်ပါတဲ့ခံကျင်တာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုကြတဲ့အရောက်စီတိုင်းကျွန်တော်အရက်၄မျက်နှာမှာရှိတယ်တတဝအပေါင်းတို့ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေလို့လည်းကျွန်တော်ဆုတောင်းအကောင်းကြီးပေးပါတယ်အထူးသဖြင့်ဒီနေ့မှာကျွန်တော်ပြောကြတဲ့အခါမှာအမားယွန်းလေးတွေမတင့်တော်တဲ့ပြောဆိုမှုတွေအနေထားမျိုးလေးရှိခဲ့တယ်အားလုံးကကျွန်တော်မေတ္တာတရားရှိထားပြီးတော့နားလည်ခွင့်လို့ပေးဖို့နဲ့လာမယ့်ချိန်မှာကျွန်တော်တို့ဘာသာတရားတစ်ခုနဲ့တစ်ခုအလေးအမြတ်ထားပြီးတော့ကျွန်တော်အနာဂတ်ကိုရှောက်လန်းဖို့ရန်အတွက်ကျွန်တော်အထူးရည်ရွယ်တဲ့အကြောင်းနောက်ဆုံးအနေနဲ့ဒီကာမယ်တောင်ဟာကျွန်တော်တို့အသက်ရှင်တဲ့ထာဝရဘုရားနဲ့မိတ္တရာဖို့ရနေရာဌာနဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ယုံကြည်သူဖြစ်စေမယုံကြည်သူဖြစ်စေတွားရောက်လဲပတ်သက်သူဖြစ်စေဆုတောင်းတဲ့သူဖြစ်စေအားလုံးတန်ဖိုးရှိရှိနဲ့အလေးအမြတ်ထားပေးဖို့ရန်အတွက်ကျွန်တော်အနေနဲ့အနူးအညွတ်တောင်းပန်ရင်းနဲ့ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါရခင်ဗျာအရောက်စီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေ